ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီနေ့တော့ဒါကျွန်တော်ဝယ်ထားတဲ့ sport wedding ဇက်လေးပေါ့နော်ဒီကောင်လေးကျွန်တော်ဒီမန်လေးရဆိုင်ရပေါ့နော် Prada တယောက်ကညွန်ပြရပါတော့ဆိုင်ရဒီမှာလာကျွန်တော်ဒီကိုဒါပို့ပေးလာပါတော့ကျွန်တော်နောက်ဝယ်ထားတဲ့လုံးလေးပါချိုးမွေးလေးရောက်လာတဲ့တော့ကိုလည်းဒါရန်လဲပြောပါတယ်ပေါ့နော်ရန်လဲကျေးဇူးတင်ပါတယ်ဒါယုံကြည်စိတ်ချစွာနဲ့ဒါပို့ပေးတယ်ပေါ့နော်ဒီကောင်လေးဒါ8000 watt ဒါ sport ဝယ်တာလေးဗျာနော်8000 watt sport ဝယ်တာလေးဖြစ်ပါတယ်ပေါ့ပါလေးနဲ့ battery ရိုက်တဲ့ခါမှာလည်းအရန်ကောင်းနေဗျာနော်ရန်ဆွဲရကောင်းနေတာကျွန်တော်ဒီအမှန်ဓမ္မတိုင်းကြိုက်တဲ့ဆက်လေးတွေပေါ့နော်ချင်းနဲ့ sport ဝယ်တာလေးပါဒီကောင်လေးနဲ့ဒီကောင်လေးနဲ့နေရမှာပေါ့နော်ဒါလေးကတော့ဒါဒီဘူးလေးနဲ့ပါလာလေးကတော့ဒါသူ့ရဲ့ဒီအာတွန်ဂျိုပေါ့နော်ဒီကောင်လေးပေါ့ဒီကောင်အာတွန်ဂျိုကတော့ဒီကောင်ကAC 100ပေါ့နော်240ဘူး50 60 H ပေါ့နော်0.5 ampere ထွက်တယ်ပေါ့ 8.4 ပေါ့နော်ဒီအောက်ပို့က 8.4 volt ထွက်တယ်မှာပေါ့နော်ဒီကောင် 8.4 volt နဲ့အာတွန်ပေးမှာပေါ့ဟုတ်ပြီတောင်းနေတော့ဒါသူအာတွန်ထားမှာပေါ့နော်အာတွန်ပေးဆိုမှရိုက်ရမှာပေါ့နော်ဟိုအာတွန်နေတဲ့အချိန်တော့မတော့မှာတော့တွားရိုက်လို့အဆင်မပြေဘူးပေါ့နော်ကျွန်တော်အာတွန်ပြီးနေအာတွန်ပြီးတဲ့ခါမှာရိုက်ရမှာပေါ့နော်ကျွန်တော်ဒါသူရ user guide ပေါ့နော် user guide သူ့စာနေရေးထားပါနော် user guide အောက်မှာအင်္ဂလိပ်လိုလေးရေးပြထားပါနော်ဒီနေ့ရန်ကောင်းနေပြန်နော်ဒီကောင်လေးတဲ့ကြည့်ကြလို့ရှိရင်ဘာမှမလုံးဆိုတော့ဒီမဲ့ဒီ steel ဆမ်လို့ရအောင်ပေါ့နော်ဒီ steel မှာလေးထည့်ပေးထားတယ်ဒါတော့သူထဲမှာပိုင်းတိုင်းပေါ့နော်ကြည့်ကြလို့ရှိရင်ဒီ copper အနုလေးပါမှာပေါ့နော်ဒီ copper အနုလေးကတော့ကျွန်တော်ဒီထိတ်လေးတွေတုံးသွားလို့ရှိရင်ဒီ copper အနုလေးနဲ့ပြန်တွေးရမှာပေါ့နော်ဒီကောင်နဲ့ကျွန်တော်ဆန့်ရိုက်ကြည့်အောင်နော်ဟုတ်ပြီကျွန်တော်နေရာလေးကတော့နည်းနည်းတော့ရှုပ်တယ်ဗျာနော်ဒါလေးကျွန်တော်လည်းခုမှဒါဆန့်မှာပေါ့နော်ဒီကောင်လေးအတူတူဆန့်ကြည့်အောင်ဒီလေးရတော့ဒါကျိုးလေးကိုဒီကောင်လေးမှာယူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီမှာဖုန်းလေးစကြည့်ဆက်တွဲပေးပါကျွန်တော်ညံလမ်းညွှန်ပေးပါမယ်နော်ဒီကောင်လေးဈေးလေးရတော့ဒါဒီကောင်ကတော့ဒါ3,800လောက်တော့ကြာတာပေါ့နော်3,800လောက်တော့ကြာမှာပေါ့နော်သူဆက်တန်ဖိုးလေးရပါတော့ကျွန်တော်ဝယ်တာတော့3,900ခွဲရပါတော့ဒါကျွန်တော်မှားလိုက်တာပေါ့နော်မန်ဒီမှာဈေးရ3,900ခွဲလမ်းမှာကျွန်တော်ဒီကားက1,000ပေးရတာနဲ့ဆိုတော့3,800ခွဲလောက်တော့ကြာတာပေါ့နော်ကျွန်တော်ဒီကောင်လေးဆန်းရိုက်ကြည့်မယ်ရောဆက်တစ်ဆိုရင်တော့အားတော့တိတ်မပြည့်ဘူးဗျာနော်ကျွန်တော်တို့ဒီမှာအားလည်းမီးရလည်းပြတ်သွားတဲ့အတွက်မို့လို့အားတော့အပြည့်မတွန်းရဘူးပေါ့ဟုတ်ပြီဒီကောင်ကျွန်တော် 3S 4လောက်နဲ့ပဲကျွန်တော်ရိုက်မယ်ပေါ့နော်တော့အောင်အားတိတ်မရှိလို့ကျွန်တော်4လောက်နဲ့ရိုက်ချင်တယ်ပေါ့နော်3လောက်နဲ့ရိုက်ရင်တော့ဒီဟာတိတ်အဆင်မပြေဘူးဗျโอเคကျွန်တော်အရင်ဆုံးဒါတော့ကျွန်တော်မှရှိတဲ့ nickel ပေါ့နော်ကျွန်တော်မှရှိတဲ့ nickel ပြားနဲ့လို့ nickel ပြားနှစ်ထပ်ပြီးတော့မှရိုက်ကြည့်မယ်ပေါ့နော်နောက်တော့ခလုတ်ကလည်းကျွန်တော်တို့ဒီတာကခံရတော့မဟုတ်ဘူးနဲ့ခလုတ်ကလည်းကျွန်တော်6နဲ့နေရတာဖြစ်တော့ပို့တော့မှအဆင်ပြေတယ်ပေါ့နော်ဒီကောင်လေးကိုအတားလေးပဲတင်ထားမှာနော်ကျွန်တော်မဖိရအောင်ဒါမျိုးအတားလေးပဲတင်ထားပြီးရင်6လေးခလုတ်ကိုနှိပ်မယ်ဒီလိုမီလေးပွန်သွားပြီဆိုအဆင်ပြေပြီပေါ့နော်โอเคအပြီးရင်ကျွန်တော်ဒီမှာနောက်တစ်ချက်ထပ်ရကြည့်မယ်ဟုတ်ပြီဒါဆိုရင်တော့ဒါတော်လေးမိုက်တယ်ဗျာနော်တော်လေးဆွဲတယ်ကျွန်တော်ဟိုတနေ့ကပြတဲ့မြန်မာ handmade တဲ့ဆိုင်ရောအများကြီးတာတာပေါ့ဗျာနော်ဒါပေမဲ့သူဈေးလဲကွာတာပေါ့ဗျာဒါဒီမနော်ဒီရာလေးတစ်ချက်ထဲနေပေါ့ဒီလားနော်တော်ကြီးဆွဲနေဟုတ်ရနော်ရပါမပါနော်ဒါစုပ်ပြတ်တာပါနော်မှန်တယ်ကဲကျွန်တော်ဒီဘက်မှာတစ်ချက်ရိုက်ပြပြီမယ်ဒီနားဒီမှာကျွန်တော်ရိုက်ပြပြီမယ်အရင်ကဖုန်းနေရာလေးချကျွန်တော်ဒီကောင်းလေးနှလုံးရိုက်ပြမယ်ပေါ့နော်နည်းနည်းလေးနဲ့ထိတ်လေးတွေပါဖြစ်နေတော့ကျွန်တော်ကောက်ကလေးနဲ့ပေါ်လိုက်ဆန်းလာမှဆန်းစားအောက်
တခြားပြောင်းပွင့်တော့ပိုကောင်းတယ်နော်ဒီနေ့ဒီတက်ထားတိတ်မပြောင်းဘူးဒီမှာကကျွန်တော်ဒီခေတ်လေးကိုဒီမှာတင်နေဒီပဒါလုံးတစ်ခါပြီးတော့မှာပေါ့နော်ညာလေးကိုတင်အောင်လေးပဲတင်ထားမှာပေါ့နော်ဒါကြီးဖိကြမလို့ဗျဒါဆိုဆင်ပြေပါနော်တော်မိုက်ရယ်ခါရဆွတ်ကတ်သွားကဲအဲ့တော့အဲ့တော့တူမှာပါဒီတူထက်မှာပါလဲစတီဗန်လေးနဲ့ရိုက်ကြည့်မယ်ပေါ့နော်ဒါတော့ဒါကောဘတ်ပေါ့နော်ကောဘတ်အနုစားလေးပေါ့နော်တူမှာပါတဲ့တပြားလေးနဲ့ရိုက်ပြမယ်ပေါ့နော်ထောင်းထားလိုက်ရင်သူကပေါက်သွားတယ်နော်ကောင်းတယ်နည်းနည်းလေးစောင်းထားရင်ဒီဘက်မှာဆင်ပြေမှာတော်ကြီးမိုက်တယ်နော်ရိနာလေးလည်းရမ်းလာတယ်ဗောနော်ဘိုင်တာတော့ကျွန်တော်စမ်းပြတာဗောနော်ဒီကောင်လေးပြန်ဖြုတ်ပြမယ်နော်ဒီကောင်ကတော့ကျွန်တော်အောက်ကခံလေးတွေလည်းရှိနေတယ်ဗောနော်ဒီလောက်တော့ရိုက်ပြပြီနော်ဒီကောင်လေးရိုက်ပြပြီမယ်ဖြတ်တော့ပဲနဲ့ဒီတိုင်းလေးပဲရိုက်ပြအောင်နော်ဒါဆိုရင်တော်တော်ကြီးကိုစင်ပြေပါနော်ဒီမှာတော့တော်တော်ကြီးချွေရတယ်ဟုတ်ကဲ့ပါဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်ဒီမှာပေါ့ဒီလိုပထရီကျွန်တော်ဆိုင်ကပထရီဘိုးတွေပေါ့နော်ကျွန်တော်နောက်ခုနောက်ပိုင်းဒီစပိန်ပထရီဘိုးတွေပါဆင်ရင်လည်းဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်ဒီမှာဒါပထရီပက်ကီလည်းဆင်လို့ရတယ်ပေါ့နော်မိမိလိုချင်တဲ့ ampere မိမိလိုချင်တဲ့ဒီဟောပေါ့ AH နဲ့မိမိလိုချင်တဲ့ဖို့ကိုပြောပြပါဦးနော်ကျွန်တော်ဒီဘက်ကနေတော့မှကျွန်တော်တစ်ခါဆင်ပြီးလို့ရပါတယ်ကျွန်တော်ဒီကနေပြီးတော့မှလည်းဒီလို Wi-Fi power bank လေးတွေလည်းဝယ်ယူအပ်ပေးလို့ရပါပြီဗျနော်ကျွန်တော်ဒီမှာလည်းမျိုး Wi-Fi power bank လေးတွေဝယ်ယူအပ်ပေးလို့ရပါတယ်ဒီကောင်လေးတွေဝယ်ယူအပ်ပေးလို့ရမယ်ဗျကျွန်တော်ဒီကောင်တစ်လုံးကိုတော့ 2000 mAh ပါတယ်ပေါ့နော် quality ကောင်းတဲ့ 3C ကိုတုံးပေးထားတာဖြစ်တယ်ဒီကောင်9လုံးတုံးပေးထားတယ်ပေါ့နော်1000ခွဲ mAh ပါဗျ1000ခွဲ mAh 1000ခွဲ mAh တွဲဖို့1000ခွဲ mAh ဘက်ထရီပါဘက်ထရီကတော့ကျွန်တော်1000ခွဲ mAh ထည့်ထားပြီးရပေါ့နော်ဒီကက်လေးကတော့ဒါကျွန်တော် Wi-Fi UPS ကက်လေးပေါ့နော်ဟုတ်ပြီးကျွန်တော်မှာဒါမျိုး Wi-Fi စံလေးလည်းမှာလို့ရပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ battery package ပါဆင်ရင်လည်းဆိုလို့ရှိရင်ကျွန်တော်ဘက်ကဒါခင်ဗျားတို့ကြိုက်မယ်ပေါ့နော်ဒီ quality ကောင်းတဲ့ battery တွေရပဲကျွန်တော်ဆင်ပေးပါမယ်ပေါ့နော်battery package လည်းဆင်လို့ရတယ်ကျွန်တော် battery ယူခဲ့ပြီးတော့မှလည်းကျွန်တော်ဒီမှာ support လာပြီးတော့မှရိုက်လို့လည်းရပါတယ်ဟုတ်ကဲ့ပါဒါတော့ကျွန်တော်ဒီလေးတင်ပြပေးခြင်းဖြစ်ပါတယ်